Breaking news ပါဒီနေ့28ရက်2လ2026 US ကကြိုးကင်ပြီးတော့ Israel ကဥဆောင်တဲ့တိုက်ခိုက်မှုကဆိုလို့ရှိရင်တော့ဒီနေ့လက်ရှိ Iran နိုင်ငံရဲ့ Tehran မြို့တော်ကိုစတင်ပြီးတော့တိုက်ခိုက်နေပါပြီအခုပြည့်စုံတော့ preemptive military strike ကြိုတင်တိုက်ခိုက်မှုလို့သုံးနှုန်းထားပြီးတော့အချိန်နဲ့တပြေးညီဖြစ်ပွားနေပါတယ်အဓိကရရှိတဲ့အချက်လက်တွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြောပြပါမယ် Israel ကာကွယ်ဝင်ကြီးကဆိုလို့ရှိရင်တော့ Iran နိုင်ငံရဲ့ချိန်ချမှုတွေကိုဖယ်ရှားဖို့အတွက်ဆိုပြီးတော့အခုလိုမျိုးကြိုတင်တိုက်ခိုက်မှုစတင်ခဲ့တာပါတဲ့အခုပြည့်စုံနဲ့ပတ်သက်ပြီးတော့ Israel တနိုင်ငံလုံးမှာအရေးပေါ်အခြေအနေ state of emergency ကြေညာလိုက်ပါတယ်လာမယ့်24နာရီကနေ48နာရီအတွင်း Iran ဘက်ကနေပြီးတော့ ballistic missile တွေ drone တွေနဲ့ပြန်လည်ပြီးတော့တိုက်ခိုက်လာနိုင်တဲ့အတွက်ကြောင့်မလို့ Israel နိုင်ငံဘက်ကနေလက်ရှိချိန်မှာဆိုလို့ရှိရင်လေကြောင်းသတိပေးချက် Eric Sharon တွေတောက်လျှောက်ကြားနေရပါတယ်တစ်ဆက်တည်းပဲ Israel နိုင်ငံအတွင်းကျောင်းတွေအလုပ်ခွင်တွေလေကြောင်းခရီးစဉ်တွေရပ်နားထားကြပါတယ် NBC Al Jazeera CNN သတင်းဌာနတို့ရဲ့ကိုးကားချက်အရကြည့်မယ်ဆိုလို့ရှိရင်အခုတိုက်ခိုက်မှုဖြစ်စဉ်ကိုIsrael နဲ့အတူအမေရိကန်ကပါပူးတွဲလှုပ်ဆောင်မှုဖြစ်လာကြောင်းအတည်ပြုထားပါတယ်။ဒီဟီရန်ရဲ့မြို့လေကောင်မှာမီးခိုးလုံးကြီးများမီးလောင်ကျွမ်းမှုများပောက်ကွဲမှုတံများအကြီးအကျယ်ကြားလာရပြီးတော့အီရန်အစိုးရအနေနဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးထိခိုက်မှုတွေရှိကြောင်းအတည်ပြုလာပါတယ်။အစောပိုင်းအစီရင်ခံစာများအရပြစ်မှတ်ထားတဲ့နေရာတွေကတော့စစ်ရေးဆိုင်ရာအဆောက်အအုံတွေအစိုးရအဆောက်အအုံတွေ nuclear facility တွေကို target ထားတယ်လို့ထုတ်ပြန်လာပါတယ်။ Israel ဘက်ကတာဝန်ရှိသူတွေကတော့အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးဒီနေ့တရက်တည်းပြီးဆုံးမှာမဟုတ်တော့ဘဲနဲ့ရပ်ပေါင်းများစွာရှေ့ကြနိုင်တယ်ဆိုပြီးတော့ထုတ်ပြန်လာပါတယ်ဒီကာလတောက်လျှောက်တွင်အီရန်နဲ့အမေရိကန်နှစ်နိုင်ငံကြားနျူကလ িয়ার ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ထင်လောက်မအောင်မြင်ခဲ့ပါဘူးအမေရိကန်သမ္မတထရန့်အနေနဲ့သဘောတူညီချက်မရရှိပါကစီအေးရတိုက်ခတ်မှုများပြုလုပ်သွားမယ်လို့သူဘက်ကကြိုတင်ကြေညာခဲ့ပါတယ်အခြေအနေတွေကအခုလက်ရှိချိန်မှာလုံးဝမတည်ငြိမ်ပဲခန့်မှန်းရတော်တော်လေးခက်နေပါတယ်အီရန်နိုင်ငံနေနဲ့လည်းတေချာပေါက်လက်တော့ပြန်ဖို့အတွက်သူတို့ဘက်ကကြိုးစားလာမှာပါအခုလိုအခြေအနေသာဆက်လက်ပြီးတော့ရှေ့ကျသွားမယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးတွေရေနံဈေးတွေကစတဲ့တပို့ပြီးတော့တက်လာဖို့အတွက်အခြေအနေများစွာတွေ့နေရပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတနအီအတွင်းမှာပဲ Bitcoin ဈေးနှုန်းက6000ခွဲရနေပြီးတော့6300ထိထိုးဆင်းပြီးကျလာတော့မိတ်ဆွေတွေ့ရမှာပါအချိန်နဲ့တပြေးညီ update သတင်းတွေတင်ဆက်သွားမှာဖြစ်တဲ့အတွက်ကျွန်တော် channel ကိုစောင့်ကြည့်ပေးကြပါခင်ဗျာ